အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာတော့နေ့စဉ်အင်္ဂလိပ်စကားပြောသုံးတဲ့အခါမှာကျေးဇူးပြုရေးဆိုပြီးတော့ please plus simple verb ကိုသုံးပြီးတော့ဘယ်လိုမျိုးစကားပြောလေးတွေပြောလို့ရမလဲဆိုတာကိုလေ့ကျင့်ကြည့်ကြရအောင်နော် please take a seat ကျေးဇူးပြုရေးခုံမှာထိုင်ပါဆိုရင် please take a seat ကျေးဇူးပြုရေးခုံမှာထိုင်ပါ please take a seat ကျေးဇူးပြုရေးဖြည်းဖြည်းပြောပါ please speak slowly please speak slowly ကျေးဇူးပြု၍ခဏစောင့်ပါ please wait a moment please wait a moment ကျေးဇူးပြု၍ငါသိပါရစေ please let me know please let me know ကျေးဇူးပြု၍ဖုန်းပိတ်ထားပေးပါ please turn off your phone please turn off your phone ဒီနေရာမှာကျေးဇူးပြု၍မိပိတ်ပေးပါဆိုရင် please turn off the light သုံးလို့ရပါတယ် please turn off the light ဆိုပြီးတော့ပြောလို့ရပါတယ်ကျေးဇူးပြု၍ဂရုစိုက်ပါ please be careful please be careful ကျေးဇူးပြု၍ကြည်ကြဲလေးပြောပေးပါ please speak up please speak up ကျေးဇူးပြု၍တခုခုကိုပြုလုပ်ရန်မမေ့ပါနဲ့ဆိုရင် please don't forget to တို့အနောက်ကတခြားဘတ်တွေကိုပြောချင်တဲ့အကြောင်းအရာတွေကတ်လိုက်မှာဖြစ်ပါတယ်ကျေးဇူးပြု၍ရန်မမေ့ပါနဲ့ please don't forget to please don't forget to ကျေးဇူးပြု၍ဖုန်းကိုအတန်ပိတ်ထားပေးပါ please put your phone on silent please put your own phone on silent ကျေးဇူးပြု၍ဖုန်းကိုအတန်ပိတ်ထားပေးပါ please put your phone on silent နော်ကျေးဇူးပြု၍မင်းရဲ့အတွေးအမြင်ကိုမျှဝေပါအောင် please share your opinion please share your opinion ကျေးဇူးပြု၍နောက်တစ်ခေါက်ပြောပြနိုင်မလား could you repeat that please could you repeat that please နော်တစ်ချောင်းချင်းစီတစ်ခေါက်လိုက်ဆိုရအောင်ကျေးဇူးပြု၍ခုံမှာထိုင်ပါ please take a seat ကျေးဇူးပြု၍ဖြည်းဖြည်းပြောပါ please speak slowly ကျေးဇူးပြု၍ခဏစောင့်ပါ please wait a moment ကျေးဇူးပြု၍ငါသိပါရစေ please let me know ကျေးဇူးပြု၍ဖုန်းပိတ်ထားပေးပါ please turn off your phone ကျေးဇူးပြု၍ဂရုစိုက်ပါ please be careful ကျေးဇူးပြု၍ကြည်ကြဲပြောပေးပါ please speak up ကျေးဇူးပြု၍ရန်မမေ့ပါနဲ့ please don't forget to ကျေးဇူးပြု၍ဖုန်းကိုအတန်ပိတ်ထားပေးပါ please put your phone on silent ကျေးဇူးပြု၍မင်းရဲ့အတွေးအမြင်ကိုမျှဝေပါအောင် please share your opinion ကျေးဇူးပြု၍နောက်တစ်ခေါက်ပြောပေးနိုင်မလား could you repeat that please ကဲဒါဆိုရင်တော့ကိုဘာသာကိုဒီလိုမျိုးအတန်တွက်လေးတွေကိုဗီဒီယိုလေးကို pause လုပ်ပြီးတော့လေ့ကျင့်လို့ရပါတယ်ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်